အမ်ဘာဘီရဲ့တွင်းကိုရေအတွက်ကိုအသာလေးလိုက်မိသွားခဲ့ပြီးဖြစ်တဲ့အသက်39နှစ်အရွယ်မက်ဆီပရိသတ်များလုံးဝမင်္ဂလာပါခင်ဗျာစပေါ့ကဘာ plus ကနေကြိုဆိုလိုက်ပါရီဘောလုံးလောကရဲ့ကနဝင်ကစားမကြီးလီယိုနယ်မက်ဆီကအသက်39နှစ်အရွယ်ကိုရောက်နေပြီဖြစ်ပေမဲ့သူ့ရဲ့ဂိုးသွင်းစွမ်းရည်တွေကတော့လုံးဝကျဆင်းသွားခြင်းမရှိသေးပါဘူးလက်ရှိ2026ခုနှစ်အတွင်းမက်ဆီရဲ့တွင်းကိုက25ဂိုးထိကိုရှိလာခဲ့ပြီဖြစ်ပြီးဒီအရေအတွက်ကဥရောပမြေမှာကိုသွင်းအင်မတန်ကျန်းပါရီဆိုတဲ့ပြင်သစ်တိုက်စစ်မှုခေလီယန်အမ်ဘာဘီရဲ့တွင်းကိုအရေအတွက်25ဂိုးနဲ့အထိကျသွားပြီးတော့တူညီနေခဲ့ပါရီဒါပေမဲ့ဒီတွင်းကို25ဂိုးစီရဲ့နောက်ွယ်ကစီးရင်စရာတွေကိုအသေးစိတ်လေ့လာကြည့်မယ်ဆိုရင်တော့မက်ဆီရဲ့တာလုံမှုကိုတိတိတတ်တာမြင်တွေ့ရမှာပါဂိုးဖန်တီးမှုပိုင်းမှာမက်ဆီက12ချိန်ထိပြုလုပ်ထားနိုင်ပြီးအမ်ဘာဘီထက်အပြတ်သက်တာလုံနေပါရီပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကတော့ပယ်နယ်တီသွင်းဂိုးတွေပါပဲအမ်ဘာဘီရဲ့သွင်းဂိုးတွေထဲမှာပယ်နယ်တီကနေသွင်းယူထားတဲ့ဂိုး9ဂိုးထိပါဝင်နေပေမဲ့မက်ဆီရဲ့စိတ်ရင်းထဲမှာတော့ပယ်နယ်တီသွင်းဂိုးကတကိုးတည်းသာပါဝင်နေတာဖြစ်ပါရီဒီအချက်တွေကိုကြည့်ရင်မက်ဆီဟာဥရောပလိတွေမှာမကစားတော့လို့ဒါဒီလိုခြေစွမ်းပြသနေတာပါဆိုတဲ့အကြောင်းပြချက်တွေစင်ဂျယ်တွေကလုံးဝပြက်ပြက်သွားခဲ့ပြီဖြစ်ပါရီကမ္ဘာပလာပြိုင်ပွဲကြီးမှာတော့မှအသက်39နှစ်အရွယ်မက်ဆီကအမ်ဘာဘီနဲ့အချိန်နဲ့အပြိုင်ဖြစ်ခဲ့ပြီးအမ်ဘာဘီနဲ့တတိယနေရာလူပွဲမှာသွင်းယူခဲ့တဲ့ဂိုးကြောင့်သာရွှေဖနက်ဆုကိုကပ်ပြီးတော့ရရှိသွားခဲ့တာပါဒါကြောင့်အခုချိန်မှာမက်ဆီဘယ်လီမှာပဲကစားနေပါစီသူ့ရဲ့ပင်ကိုစွမ်းရည်နဲ့ဖန်တီးမှုတွေကဥရောပရဲ့အကောင်းဆုံးတိုက်စစ်မှုတွေနဲ့ရှင်ရင်တော့ထိပ်ဆုံးကနေရပ်တည်နေစေဖြစ်တယ်ဆိုတာကိုဒီ2026ခုနှစ်ရဲ့စင်းစရာတွေကအခိုင်အမာသက်သေပြသနေပါရီညီကိုတို့ရောလက်ခံကြရလားဗျ